ဒီရန်ဆန်းကစားနေကိုဟန်နွိုင်းမြော်စင်လို့ခေါ်ပါတယ်။တာမန်လူသားတွေအတွက်တော့လေးစင်ပြီးမြောက်ဖို့အနည်းဆုံးဆက်9ချိန်လောက်ရွှေ့ရလိမ့်ရှိတယ်။ဒါပေမဲ့ဒီချင်ပန်စီကတော့နှစ်ခါလောက်ဆန်းသက်ပြီးတာနဲ့တင်အချိန်နှစ်ဆက်အောင်နဲ့အောင်မြင်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။သူဒီလောက်ထိညံကောင်းနေရတဲ့အကြောင်းရင်းကတော့ဝီဒီထွင်ထားတဲ့မျိုးရိုးဗီဇကုထုံးဆေးထိုးထားလို့ပါပဲ။ဒီဆေးကိုအဲဇိုင်းမာယောဂါကူဖို့ဖန်တီးထားတာပါ။ဝီကချင်ပန်စီရဲ့စွမ်းဆောင်ရည်ကိုပြပြီးလူတွေနဲ့စမ်းသပ်ခွင့်ရဖို့စူးစမ်းနေတော့ရုတ်တရက်ချင်ပန်စီကစိတ်ဖောက်ပြန်ပြီးရန်မူလာပါတယ်။ဝန်ထမ်း2ယောက်ကိုတိုက်ခိုက်ပြီးအသေးအတန်ထွက်ပြေးဖို့စူးစမ်းတော့တာပေါ့။ကုမ္ပဏီတစ်ခုလုံးရုတ်တဲဖြစ်ကုန်တယ်။ချင်ပန်စီကတိုင်လုံးပေါ်ခုန်တက်ပထမထပ်ကိုပြေးပြီးအစည်းအဝေးခန်းထဲဝင်သွားတယ်။ဝီကတားဖို့လုပ်တုံးမှာပဲလုံခြုံရေးတွေရောက်လာပြီးနေရာမှာတင်ပြစ်တက်လိုက်ရပါတော့တယ်။ဒီမှာတော့တဆမှုတစ်ခုကြောင့်ဝီရဲ့လူသားနဲ့စမ်းသပ်မဲ့စီမံကိန်းတစ်ခုလုံးပျက်စီးသွားတယ်။သူထေးကအလုံးမပြုတ်ချင်ရင်စီမံကိန်းပိတ်ပြီးနောက်တွေအကုန်ရှင်းပစ်ဖို့အမိန့်ပေးလိုက်တယ်။ဝီတယောက်တခွဲခန်းကိုရှင်းလင်းတော့မှာပဲ။လောက်ဖော်ကင်ဖက်ဂျော့ချ်ကမွေးကင်းစချင်ပန်စီလေးတစ်ကောင်ကိုမထင်မှတ်ပဲတွေ့လိုက်ရတယ်။တကယ်တော့အမေမြောက်ကြီးတောင်းကျမ်းခဲ့တာကအခက်ချင်လို့မဟုတ်ပဲသူ့ကလေးကိုကာကွယ်ခြင်းနဲ့မိခင်စိတ်သက်ကြောင့်ဖြစ်နေခဲ့တာပါ။အသက်တစ်ချောင်းကိုမတက်ရတာနဲ့ဝီကမြောက်ကလေးကိုအိမ်ခေါ်လာခဲ့တယ်။အိမ်ရောက်တော့အဲဇိုင်းမခံစားနေရတဲ့ဖခင်ဖြစ်သူကဒီကောင်လေးကိုချက်ချင်းတန်ရောစင်တွေသွားတယ်။ဝီကသူ့ကိုစီဇာလို့နာမည်ပေးလိုက်ပါတယ်။နှုတ်ဘူးစတောက်ကလေးကစီဇာဟာသူ့တက်ရွယ်နဲ့မလိုက်အောင်ထူးခဲ့တဲ့ဉာဏ်ရည်ကိုပြသခဲ့တယ်။မျက်စိတမိတ်အတွင်း3နှစ်ကြာသွားတဲ့အခါအမေစီကမျိုးရိုးဗီဇကိုစက္ကန့်ထားတဲ့စီဇာဟာပိုပြီးညံကောင်းလာတယ်။လက်တင်ကြီးတပြဘာသာစကားကိုတက်မြောက်တယ်လို့သူ့မှန်ကြီးကလူသားကလေးတွေထက်တောင်တာလွန်နေပါသေးတယ်။ပုံဆွဲစာဖတ်တာကစလို့စစ်တူရင်တောင်ထိုးတက်နေပါပြီ။ဒါပေမဲ့စီဇာညံကောင်းလာလေဝီရဲ့ဖခင်ယောဂါကဆိုးလာလေပါပဲ။ဖခင်ကိုကယ်ချင်လို့ကုမ္ပဏီကဆေးကိုခိုးထုတ်ပြီးအဲ့ဒီနောက်မှာပဲထိုးပေးလိုက်တယ်။နောက်တစ်နေ့မှာတော့အန်စရာကောင်းလောက်အောင်ယောဂါပျောက်ကင်းသွားတယ်။အဲ့ဒီနေ့မှာပဲစီဇာကပြတင်းပေါက်ကနေအောက်မှာကလေးတွေစော့နေတာကိုလှမ်းမြင်လိုက်တယ်။အပြင်ကိုတခါမှမရောက်ဘူးတော့သူလည်းပြေးထွက်သွားတာပေါ့။ဒါပေမဲ့အိမ်ကြီးချင်းကသူ့သမီးကိုကာကွယ်ဖို့ဆိုပြီးစီဇာကိုရိုက်နှံမောင်းထုတ်လိုက်တယ်။ဝီတို့ရောက်သွားတော့စီဇာခမြကလေးတယောက်လိုကြောက်လန့်တကြားနဲ့ဝီရဲ့ရင်ခွင်ထဲဝင်ပုန်းရှာတယ်။အိမ်ပြန်ရောက်မှစီဇာဒဏ်ရာရနေတာကိုဝီတတိထားမိလိုက်တယ်။တိရစ္ဆာန်ဆေးကုခန်းရောက်တော့ဆရာဝန်မလေးကဒဏ်ရာကိုချုပ်ပေးတယ်။အဲ့ဒီမှာစီဇာကဝီကိုဒီဆရာဝန်မလေးနဲ့ညစာသွားစားပါလားဆိုပြီးလက်တင်ကြီးတပြတယ်။မကြခင်မှာပဲတိရစ္ဆာန်ချစ်သူချင်းမို့ဝီနဲ့ကာရိုလိုင်းတို့ချစ်သူတွေဖြစ်သွားကြတယ်။စီဇာကြီးထွားလာတာနဲ့အမျှလူသားကလေးတွေနဲ့ရောနှောဖို့မသိတော့တာကြောင့်3ယောက်သားတစ်တော်အုပ်ကြီးတစ်ခုစီခေါ်သွားကြတယ်။တန်ကြိုးဖြုတ်ပေးလိုက်တာနဲ့စီဇာကဒူးထောက်လက်ကမ်းပြီးခွင့်တောင်းရှာတယ်။ဝီကခွင့်ပြုလိုက်တာနဲ့ဝမ်းသာအားရတော်တယ်ခုံဝင်သွားတော့တာပေါ့။ဝီရဲ့အားပေးမှုနဲ့အတူတစ်ပင်ကြီးပေါ်တက်လိုက်ခုံလိုက်နဲ့နေဝင်ချိန်တွေမိုးရာသီတွေကိုဖျက်တမ်းပြီးနောက်9နှစ်ကြာမှာတော့စီဇာဟာအရွယ်ရောက်ပြီးတစ်ပင်ထိပ်ဖျားမှာခံရစွာရက်တည်နိုင်ခဲ့ပါပြီ။